Hello အားလုံးပဲမင်္ဂလာပါဒီနေ့လုပ်ပေးမယ့် reading ကတင်းနဲ့တင်းရဲ့တစ်ဖက်လူကိုယ့်ရဲ့ ex ပဲဖြစ်ဖြစ် crush ပဲဖြစ်ဖြစ်အခုလက်ရှိ partner ပဲဖြစ်ဖြစ်ပေါ့နော်သူနဲ့ကိုယ်နဲ့ဘာဖြစ်ဖြစ်မလဲပြီးတော့အခုလက်ရှိသူတို့ရဲ့ခံစားချက်သူတို့ဘာတွေခံစားနေရလဲဆိုတာကို quality reading အနေနဲ့ကြည့်ပြမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်quality reading ဖြစ်တဲ့အတွက်တချို့လူတွေနဲ့ energy မကိုက်ရမျိုးreasoning ဖြစ်တာမျိုးရှိကောင်းရှိလိမ့်မယ်ပေါ့နော်ဒါကြောင့်မို့လို့ကိုယ်နဲ့ energy မကိုက်တာပဲဖြစ်ဖြစ် reasoning ဖြစ်တာပဲဖြစ်ဖြစ်ရှိခဲ့လို့ရှိရင်ဒီ reading လေးကို skip လုပ်လို့ရပါတယ်။ Okay ဒါဆိုလို့ရှိရင်စပါရအောင်။ဒီတမရီရဲ့တစ်ဖက်လူ crush ပဲဖြစ်ဖြစ် ex ပဲဖြစ်ဖြစ်လက်ရှိတို့ဘာလို့ခံစားနေရလဲ။ဒီတမရီရဲ့တစ်ဖက်လူလက်ရှိဘာလို့ခံစားနေရလဲ။ဒီတမရီရဲ့တစ်ဖက်လူလက်ရှိဘာလို့ခံစားနေရလဲ။ဒီမှာတွေ့ရကလေကိုယ့်ရဲ့တစ်ဖက်လူကဘယ်လိုပြောမလဲခံစားချက်တွေကိုထုံမပြတတ်တဲ့လူမျိုးပေါ့နော်တကူကူတို့မှနာကျင်စရာရှိရပဲဖြစ်ဖြစ်စိတ်ညစ်စရာရှိရပဲဖြစ်ဖြစ်တန်နေတော့မဆူနေနေခေါ်တဲ့တမာရီရဲ့တစ်ဖက်လူကခံစားချက်တွေကိုထုံမပြတတ်တဲ့လူနောက်ပြီးတော့ကိုယ်ဘာတွေခံစားနေရလဲဆိုတာကိုတခြားလူတွေကိုမငွေမျှပဲနဲ့သူကသူတယောက်တည်းစိတ်ခံစားတတ်တဲ့လူမျိုးပေါ့နော် ex တွေ့ကြည့်နေလူတွေပါတယ်ဆိုလို့ရှိရင် ex ကလေကိုတတိယနေတည်ရဒါပေမဲ့သူကအဲ့ခံစားချက်တွေကိုသူမျိုးသိတာလေပေါ့နော်ကိုလာပြီးတော့မပြောတာမျိုးဖြစ်ကောင်းဖြစ်နိုင်တယ်ပြီးတော့သူတို့ဒီမှာလေဖုံးဖွယ်ရတဲ့အရာလေးတွေရှိနေတယ်ဒါကသူ့ရဲ့ခံစားချက်ပဲပေါ့နော်သူ့ရဲ့ခံစားချက်တွေကိုသူကထုံမပြဘူးသူရင်ထဲမှာခံစားနေရတဲ့အရာတွေကိုသူတရားလည်းပဲသူခံစားတဲ့ခြားလူတွေသူမပြောပြဘူးကိုယ်လည်းသူလာမပြောပြဘူးပေါ့နော်တတိယရတည်ရပြီးတော့ crush တက်ကြည့်နေလို့ဆိုလို့ရှိရင်လည်းဒီလိုပဲကိုယ်သူကကြိတ်ပြီးတော့ပြောမလဲ feeling ရှိနေတာမျိုးပေါ့နော်သူလည်းကိုယ့်ပေါ်မှာ feeling ရှိနေရဒါပေမဲ့ကိုလာပြီးတော့မဖွင့်ပြောဘူးဒီတိုင်းပဲသူလည်းတိတ်ပြီးနေနေပေါ့နော်အဲ့လိုမျိုးပုံစံမျိုးတွေ့ရတယ်နောက်ပြီးတော့လေဒီမှာဒီသုံးကလုံးကလေလှုပ်ဝက်တတ်တဲ့လူမျိုးပေါ့နော်သူကတော်တော်လေးကိုမျိုးတိတ်တတ်တဲ့လူမျိုးလှုပ်ဝက်တတ်တဲ့လူမျိုးဘယ်လိုပြောမလဲintrovert ဖြစ်ရင်ဖြစ်နိုင်မှာပေါ့နော်တခြားလူတွေသူကသူခံစားချက်တွေကိုထုံးမပြတတ်တဲ့လူမျိုးလို့တွေ့ရတယ်ex တွေတက်ကြည့်လူဆိုရှင်လေကိုယ့်ရဲ့ ex ကကိုညရဲ့ past relationship မှာဘယ်ပြောမလဲတိတ်ပြီးတော့သူချစ်တာကိုထုံးမပြတတ်တဲ့လူမျိုးပေါ့နော်ဒါကြောင့်မို့လို့လေကိုကသူကတော့ငါ့ကိုမချစ်တော့ပါဘူးလေဆိုပြီးတော့ထင်ကောင်းထင်ခဲ့လိမ့်မယ်ဘာလို့ဆိုသူကအမျိုးတိတ်ပြီးတော့ချစ်တော့ချစ်တယ်ဒါပေမဲ့ထုံးမပြတတ်တဲ့လူမျိုးကြီးဖြစ်တယ်ပေါ့နော်ပြီးတော့ကိုယ့်ရှိ partner တက်ကြည့်လူဆိုရှင်လေဒီလိုပဲသူကမျိုးသိကြတဲ့အရာလေးရှိနေတယ်ကိုနှစ်ယောက်နဲ့ပတ်သက်ပြီးတော့ကိုနှစ်ယောက် relationship နဲ့ပတ်သက်ပြီးသူစီမှာမျိုးသိကြတဲ့အရာလေးရှိနေတယ်သူမပြောပြတဲ့အရာလေးရှိနေသူကိုကြောင့်နာကျင်နေရဲဆိုတာကိုလည်းသူကလာမပြောတာမျိုးပေါ့နော်သူမှစိတ်ဆိုးစရာလေးတွေတခုခုပေါ့ကိုကသူစိတ်ဆိုးကလုပ်ခဲ့တာမျိုးလုပ်လိုက်တာမျိုးဒါမျိုးရှိတဲ့အချိန်မှာလည်းသူကလာပြီးတော့မပြောဘူးသူကသူပဲအပြင်ပိုင်းမှာအဆင်ပြေရဲဆိုပြီးသူရင်ထဲမှာတော့ပြောမယ်နာကျင်နေတဲ့ဝမ်းနေတဲ့ပုံစံမျိုးတွေ့ရတယ်ပေါ့နော်ဆိုရင်ခေါ်တဲ့တမရီရဲ့တစ်ဖက်လူကကိုနဲ့ပတ်သက်ပြီးဒီပါရခံစားနေရတယ်လေခေါ်တဲ့တမရီရဲ့တစ်ဖက်လူချိန်မှဒီပါရခံစားနေရတယ်ဒီမှာကလေဒီမှာတွေ့ရက ex တွေတွေ့ကြည့်ရတဲ့လူတွေကအခုချိန်မှာဘယ်လိုပြောမလဲနှစ်ယောက်က no contact ဖြစ်နေကြမျိုးဝေးကွာနေတဲ့ပုံစံမျိုးတွေ့ရတယ်ပေါ့နော်လူချင်းဖြစ်ဖြစ်စိတ်ချင်းဖြစ်ဖြစ်အဲ့လိုမျိုးနည်းနည်း distance ရှိနေတဲ့ပုံစံလေးတွေ့ရတယ်နောက်ပြီးတော့လေအခုချိန်မှာကိုယ့်ရဲ့ ex ကပေါ့နော်သူဆုံးဖြတ်နေတယ်သူဘာလုပ်ရမလဲဆိုတာပြန်လာမလားမပြန်လာရဘူးလားဆိုတာကိုသူဆုံးဖြတ်နေတယ်ဆုံးဖြတ်တဲ့အချိန်မှာလေသူကနှလုံးသားထက်အုံနောက်ကိုဦးစားပေးလူမျိုးပေါ့နော်အဲ့လိုမျိုးလူမျိုးလို့တွေ့ရဒီမှာပြီးတော့ partner တွေ့ကြည့်နေလူတွေဆိုလို့ရှိရင်လေနှစ်ယောက်ရဲ့ relationship ကလေလူဝတ်ချက်တင်ထားပေးနေပေါ့နော်လူဝတ်ချက်တင်ထားပေးနေနှစ်ယောက်ကရှင်းတယ်ဆိုလို့ရှိရင်လည်းချစ်တယ်ဆိုတဲ့အကြောင်းကိုထုတ်ပြတတ်ရမယ်ပြီးတော့ကိုခုချိန်မှာဘယ်လိုခံစားနေရလဲဝမ်းနည်းနေလားပြီးတော့သူ့ကြောင့်ကိုကစိတ်ဆိုးနေလားဒါတွေဆိုလို့ရှိလို့ရှိရင်လည်းစိတ်ဆိုးရင်လည်းစိတ်ဆိုးရေးဆိုတဲ့အကြောင်းသူ့ပြောပြရမယ်နော်ဒါမှလည်းသူကသိမှာလေကိုမပြောပြတဲ့ချို့လူတွေကမသိဘူးသိရမလားအဲကြောင့်ကိုကသူ့ပေါ်အခုချိန်မှာစိတ်ဆိုးနေဆိုလို့ရှိရင်လည်းစိတ်ဆိုးနေငါတော့စိတ်ဆိုးနေတယ်ပြီးတော့
သူစီမှာကိုမကြိုက်တဲ့အချက်လေးတွေရှိတယ်ဆိုလို့ရှိရင်လည်းငါကတော့ဒါလေးတွေမကြိုက်ဘူးเนาะနေမလုံးနဲ့အဲ့လိုမျိုးဆိုရပုံစံလေးတွေပြောပြီးလို့ရှိရင်တရား relationship ကပို့ပြီးတော့ develop ဖြစ်မယ်လို့တွေ့ရဒီမှာတွေ့ရကအဲ့လိုမျိုးပေါ့နော်ညီသူမြသူချစ်တာမျိုးအမျိုးဒီမှာ balance ဖြစ်နေနှစ်ယောက်ကရှေ့ဆက်မယ်ဆိုလို့ရှိရင်တော့ရေရှည်အတွက်အဆင်ပြေလိမ့်မယ်ကေဗီအဲ့လိုမဟုတ်ဘဲနဲ့အခုလိုမျိုးလူဝက်ချက်တွေထားနေမယ်ခန်းစားချက်တွေထုံးမပြဘူးမချစ်ပြဘူးဆိုလို့ရှိရင်တော့ long term အတွက်ကတော့အဆင်မပြေနိုင်ဘူးပေါ့နော် crush တွက်ကြည့်နေလူတွေဆိုလို့ရှိရင်လည်း crush နဲ့ကိုယ်နဲ့ကလေအခုချိန်မှာဘယ်ပြောမလဲခုနက distance ဖြစ်နေတာမျိုးဝေးကွာနေတာမျိုးပေါ့နော်စိတ်ချင်းမဖြစ်လူချင်းမဖြစ်ဖြစ်အခုချိန်မှာသူနဲ့ကိုယ်နဲ့ကတိတ်ပြီးတော့စကားပြောဖြစ်တဲ့ပုံစံမျိုးလေးရှိနေနိုင်တယ်ပြီးတော့ patient မရှိလို့ရှိရင်လေအဆင်ပြေနိုင်အခုချိန်မှာ crush က ADA ဆက်လုပ်နေပြီးမြဲကိုကဆက်ကြိုးစားလို့ရှိရင်ဒီ relationship ကဘယ်လိုပြောမလဲကိုနဲ့ crush ရဲ့ situation ကပို့ပြီးအဆင်ပြေလာနိုင်တယ်ပေါ့နော်။ကေဗီအဲ့လိုမဟုတ်ဘဲနဲ့ကိုကလက်လျှော့လိုက်တော့မယ်ဆိုလို့ရှိရင်တော့ဒါကတော့ကိုပုံမသိဘူးလက်လျှော့လိုက်လို့ရှိရင်တော့ဘာမှတော့ဖြစ်လာတော့မှာမဟုတ်ဘူးဒါပေမဲ့လက်မလျှော့ဘဲနဲ့နည်းနည်းစိတ်ရှိရှိလေးနဲ့ဆက်ပြီးတော့သူကိုlike နေလို့ရှိရင်တော့အဆင်ပြေလိမ့်မယ်နော်။ခေါ်တဲ့တမားတွေရဲ့တစ်ဖက်လူနဲ့ခေါ်တဲ့တမားတွေနဲ့ဘာလို့ဆက်ဖြစ်မလဲခေါ်တဲ့တမားတွေနဲ့ခေါ်တဲ့တမားတွေရဲ့တစ်ဖက်လူဘာလို့ဆက်ဖြစ်မလဲခေါ်တဲ့တမားတွေနဲ့ခေါ်တဲ့တမားတွေရဲ့တစ်ဖက်လူဘာလို့ဆက်ဖြစ်မလဲခေါ်တဲ့တမားတွေနဲ့ခေါ်တဲ့တမားတွေရဲ့တစ်ဖက်လူဘာလို့ဆက်ဖြစ်မလဲဆိုတော့နှစ်ယောက်ကလေအဆင်ပြေလိမ့်မယ်နော်အခုချိန်မှာ X တွက်ကြည့်နေလူတွေဆိုလို့ရှိရင်လည်း X ကကိုလာပြီးတော့စာပို့တာမျိုးနောက်သူဘက်ကလာပြီးတော့ဘယ်ပြောမလဲလာပြီးတော့ပြန်လာဆက်တွေ့ရမျိုးပေါ့နော်ရှိလိမ့်မယ်ပြီးတော့လေဒီမှာပြန်ပြီးတော့ဆင်ပြေလိမ့်မယ်ပြည်ရဲ့ချိန်ကြလို့ရှိရင်လေနှစ်ယောက်ကဘယ်လိုပြောမလဲပြပြရွှင်ရွှင်ပေါ့နော်အရင်အတိတ်ကအရာတွေကိုမိပြီးတော့ပြပြရွှင်ရွှင်နဲ့ဆက်ပြီးတော့ရှေ့ဆက်နိုင်လိမ့်မယ်လို့တွေ့ရပြီးတော့အခုကလေနှစ်ယောက်ကရေဆက်ရှိသေးတယ်ရေဆက်မကုန်သေးဘူးနောက်ပြီးတော့အခုချိန်မှာကန်ကောင်းနေရေကိုတွေ့ရတယ်ပေါ့နော်အချစ်ရေကိုကအခုချိန်မှာအချစ်ရေကန်ကောင်းနေတာမျိုးငွေကြီးဒါမှမဟုတ်ရှင်အရာလို့ပေါ့နော်ငွေကြီးပဲဖြစ်ဖြစ်အချစ်ရေပဲဖြစ်ဖြစ်ဒါတွေကကန်ကောင်းနေတဲ့ပုံစံမျိုးလေးတွေ့ရတယ် X နဲ့ကိုနဲ့ကလည်းတဖန်ပြန်ပြီးတော့တွေ့အောင်မယ်ပြန်ပြီးတော့ဆုံအောင်မယ်ပေါ့နော်ကဲဒါပေမဲ့ပြန်လက်ခံတာကတော့ကိုယ့်ပေါ်မှာမူတည်ရပေါ့နော်သူကတော့ပြန်လာအောင်မယ်ကိုစားရင်လာပြန်ပို့အောင်မယ်နော်ကိုစားလာပို့ရမျိုးလာပြီးတော့ပြန်လာဆက်တွေ့ရမျိုးရှိအောင်မယ်လို့တွေ့ရပြီးတော့ crush တွက်ကြည့်နေလို့ဆိုရှင်လည်း crush နဲ့ကိုနဲ့ကခုနကပြောသလို no contact ဖြစ်နေရမျိုးအခုချိန်မှာတိတ်ပြီးတော့စကားတိတ်မပြောဖြစ်တော့တာမျိုးဆိုလို့ရှိရင်လည်းသူ့ဘက်ကနေပြီးတော့လေဘယ်ပြောမလဲအရင်လိုနည်းနည်း tweet လေးနဲ့sweet message လေးတွေနဲ့ယောက်ကအပြန်လည်ပို့တာမျိုးလေးပြန်ပြီးတော့ရှိလာနိုင်တယ်ပြီးတော့သူကအခုချိန်မှာကိုအကြောင်းတွေးနေရလို့ဒီမှာတွေ့ရပေါ့နော် energy ရနေတယ်သူကကိုအကြောင်းတွေးနေတယ်ကိုဒီပြောမလဲကိုဆာလာပို့တာသူကစောင့်နေတာမျိုးဒါမှမဟုတ်ရှင်လည်းသူ့ဘက်ကလာပြီးတော့ဆာလာပို့လိုက်မယ်ကိုနော် crush နဲ့ crush တက်ကြည့်နေလို့ဆိုရှင်လေ crush နဲ့ကိုနဲ့ကလည်းပျော်ရွှင်နေမိသားစုပျော်ရွှင်ရွှင်နဲ့နှစ်ယောက်ရဲ့ ending ကပျော်ရွှင်ရွှင်နဲ့ပဲပြီးဆုံးလိမ့်မယ်လို့ဒီမှာတွေ့တယ်နော်အခု relationship တက်ကြည့်နေလို့ဆိုရှင်လည်းနှစ်ယောက်ကလေအဲ့လိုမျိုးခုနကပြောဆိုမျိုးအပြန်လည်နားလည်မှုရှိရှိနဲ့ဆက်သွားမယ်ဆိုလို့ရှိရင်တော့နှစ်ယောက်ရဲ့ ending ကတကယ်ကိုပျော်ရွှင်စရာကောင်းတဲ့ ending လေးဖြစ်နေလိမ့်မယ်ပြီးတော့နှစ်ယောက်ကလည်းအခုချိန်မှာဒီပြောမလဲကန်ကောင်းနေတဲ့အခြေပဲဖြစ်ဖြစ်ငွေကြီးပဲဖြစ်ဖြစ်ကန်ကောင်းနေလို့တွေ့ရတယ်နော်လူရှင်နိုင်ပြရနေမယ်စတောင်းတဲ့အရာလေးတွေပြည့်နေမယ်ပေါ့နော်ပြီးတော့နှစ်ယောက်ကဒီပြောမလဲဒီစုံဝင်နေရနေမျိုးရုံထွက်မရသေးဘူးလို့တွေ့ရတယ်ပေါ့နော်နှစ်ယောက်ကဆက်ပြီးတော့ဒီတိုင်းလေးပဲရှိနေအောင်မယ်ဘာမှတော့ပြောင်းလဲတော့မရှိနိုင်သေးဘူးပေါ့နော်ဒီတိုင်းလေးပဲရင်ချစ်ကြမယ်ပြန်ချစ်ကြမယ်ရင်ပြစ်ကြမယ်ပြန်ချစ်ကြမယ်အဲ့လိုမျိုးလေးပဲဆက်ပြီးတော့သွားနေမယ်လို့တွေ့တယ်။ Okay ။ဒါဆိုရှင်နောက်ဆုံးတစ်ကပ်ပေါ့နော်။ဒီနေ့ရဲ့ relationship ဘာလို့ဆက်ဖြစ်လဲ။ကိုယ်မာရီရဲ့တစ်ဖက်နဲ့ကိုယ်မာရီရဲ့ relationship ဘာလို့ဆက်ဖြစ်လဲ။ကိုယ်မာရီနဲ့ကိုယ်မာရီရဲ့တစ်ဖက်လို့ဘာလို့ဆက်ဖြစ်ကြလဲ။ Sorry ပါမယ်။
ခေါ်တဲ့မာရီဘာလို့ဆက်ဖြစ်ရမလဲဆိုတော့ဒီမှာတွေ့ရကအားလုံးအကုန်လုံးတော့ခုကြည့်နေခေါ်တဲ့မာရီရဲ့ crush ပဲဖြစ် ex ပဲဖြစ်ခုလက်ရှိတွဲနေရည်စားပဲဖြစ်ပေါ့နော် happy ending လေးပဲ happy ending လေးနဲ့ပဲအဆုံးသတ်သွားမယ်လို့တွေ့ရပါတော့။ညက Mary Light ကြီးကောင်သွားနိုင်တယ်သူရဲ့ Kerry X တွဲကြည့်နေလို့ဆိုရှင်နဲ့ X နဲ့ကူနဲ့ကပြန်အဆင်ပြေရဲ့အချိန်ကြာလို့ရှိရင်လည်း Mary Light ကြီးသွားနိုင်မယ်။နောက် long term အတွက်အဆင်ပြေလိမ့်မယ်။ခဏတစ်ဖြုတ်ပြန်လာတာမျိုးမဟုတ်ဘဲနဲ့သူနဲ့ကူနဲ့ကပြန်တွဲဖြစ်လို့ရှိရင်လည်း serious ဖြစ်နေMary Light ကြီးနှစ်ယောက်ကရည်ရွယ်ပြီးတော့ set သွားနိုင်မယ်ပေါ့နော်။ဒါမျိုးတွေ့ရတယ်ပြီးတော့အခုအချိန်မှာ crush တွဲကြည့်နေလို့ဆိုရှင်လည်း crush နဲ့ကူနဲ့ကအခုချိန်မှာ talking stage လေးမှာရှိနေဆိုလို့ရှိရင်လည်းနှစ်ယောက်ကဒီချက်ကိုအဆင့်ကျော်ပြီးတော့တွဲဝါးနိုင်တာမျိုးတွေ့ရပါတော့။ဟုတ်တယ်တွဲဝါးနိုင်တဲ့နှစ်ယောက်ကအခု crush တွဲကြည့်နေလို့ဆိုရှင်လည်းနှစ်ယောက်က relationship အထိသွားနိုင်မယ် marry life ထိလည်းသွားနိုင်မယ်လို့ဒီမှာတွေ့ရရပါတော့။အဆင်ပြေနိုင်မယ် crush တွဲကြည့်နေလို့ဆိုရှင်လည်းအခုလက်ရှိ partner တွဲကြည့်နေလို့ဆိုရှင်လည်းဒီတိုင်းပဲသူနဲ့ကူနဲ့ကလေသူပဲဖြစ်ဖြစ်ကိုပဲဖြစ်ဖြစ်နှစ်ယောက်လုံးကဒီ relationship ကို long term ထိကိုဘယ်လိုပြောမလဲ plan လုပ်တာပေါ့နော် long term ထိသွားမယ်ဆိုပြီးတော့စဉ်းစားရတဲ့လူမျိုးချိန်ကြာရေးတွဲရမယ် serious ဖြစ်နေပေါ့နော်ဒီ relationship ကို serious ထားပြီးတော့ marry life ထိရည်ရွယ်ထားတယ်လို့ဒီမှာတွေ့ရတဲ့နှစ်ဖက်လုံးကပေါ့နော်ရည်ရွယ်ထားဆိုရှင်လည်းရည်ရွယ်ထားတဲ့အရာလေးတွေကပြည့်လိမ့်မယ်ကိုတို့နှစ်ယောက်ရည်ရွယ်ထားသလိုပဲနှစ်ယောက်ရဲ့ relationship က marry life ထိကိုသွားနိုင်မယ်လို့တွေ့ရပျော်ပျော်ရွှင်ရွှင်နဲ့ပဲအားလုံးကဆက်သွားနိုင်မယ်လို့တွေ့ပါတယ်။ Okay ဒါဆိုလို့ရှိရင်အားလုံးတော့ original ကလေးဆွဲလို့ရှိမှာနော်။ကိုရဲ့ခေါ်တဲ့မာရီရဲ့တစ်ဖက်လို့ဖြစ်နေပြောချင်တဲ့စကားပါဖြစ်ပါလေ။ခေါ်တဲ့မာရီရဲ့တစ်ဖက်မလေး sorry ပါ I love you. Now, Peter, I want to tell you how I feel. Peter, you speak to me through music. Okay, သူကအခုချစ်တယ်လို့ဒီမှာပြောတာပေါ့နော်ချစ်နေသေးရဲ့ ex ဆိုလို့ရှိရင်လည်းချစ်နေသေးရဲ့အခုလက်ရှိ partner ဆိုလို့ရှိရင်လည်းသူကကိုတကယ်ချစ်တယ်လူเนาะခုနပြောသလိုသူကအခုကို marry life ကြီးသွားဖို့တက်ကိုသူကရည်ရွယ်ထားတယ်လို့တွေ့ရဲ့ crush ဆိုလို့ရှိရင်လည်း crush ကကိုကြိတ်ပြီးတော့ပြောချင်နေကြကတော့ I love you ပေါ့နော်တမ်းမျိုးလေးတွေ့ရဲ့နောက်ပြီးတော့ I want to tell you how I feel ဒီသုံးကပ်မှာတွေ့တယ်လို့ပဲသူတို့ကလေသူတို့ရဲ့ခံစားချက်တွေကိုသူတို့ကလျှို့ဝှက်ထားရဲ့เนาะလျှို့ဝှက်ထားရတာပေမဲ့သူရင်ထဲမှာတော့လေသူဘယ်လိုခံစားနေရလဲဆိုတာကိုသူပြောချင်နေတယ်เนาะpartner တက်ကြည့်နေလို့ဆိုရှင်လည်း partner ကအဲ့လိုမျိုးပေါ့နော်သူရဲ့ခံစားချက်တွေကိုသူကပြောပြချင်နေတာပေမဲ့သူရဲ့ type ကိုကအဲ့လိုမျိုးတိတ်ပြီးတော့ပြောပြတတ်တဲ့ type မဟုတ်တော့လေဒါပေမဲ့သူရင်ထဲမှာတော့ပြောပြချင်တယ်လို့ဒီမှာတွေ့ရပြီးတော့သူကပြောကဒီမှာ you speak to me through music ဒါကလေသူကကိုကိုတိုက်ရတဲ့မျိုးစကားလာပြောရမျိုးမဟုတ်ပင်နဲ့သူကလူဝတ်တဲ့လူဟောမလားခုနကသူရဲ့သူကလူဝတ်တဲ့လူသူခံစားချက်တွေကိုထုံမပြတဲ့လူဖြစ်တဲ့အတွက်သူကကိုတချင်းလေးတွေကနေပဲတချင်းလာပြီးတော့စကားပြောရဲဆိုရပုံစံလေးတွေ့ရတယ်အခုချိန်မှာကိုက TikTok မှာဖြစ်ဖြစ် YouTube မှာဖြစ်ဖြစ်ပေါ့နော်ကိုနားထောင်ဖြစ်နေတဲ့ကိုနားထောင်ဖြစ်နေတဲ့တချင်းလေးတွေပြီးတော့ဒါမှမဟုတ်ရှင်လေကိုကကိုအလိုလိုနေရင်ဘေးကနေပြီးတော့တယောက်ကတချင်းဖွင့်လိုက်တာမျိုးသိရမလားကိုနေထိုင်ဒီတချင်းတပုတ်ကြားလိုက်တဲ့အချိန်မျိုးတွေမှာဒါကလေဇာတ် random မဟုတ်ဘဲနဲ့သူဘက်ကကိုလာပြောချင်နေတဲ့စကားလေးတွေဒီထဲမှာပါနေတယ်လို့သူရတဲ့အဲ့ music ထဲမှာသူကသူ့ရင်ထဲမှာပြောချင်တဲ့စကားလေးတွေကို music ကနေတချင်းကိုစီကိုပို့လိုက်တယ်ဆိုရပုံစံလေးတွေ့ရပေါ့နော်ဒီတိုင်းကိုကြားနေတဲ့ချင်းတွေကတော့ random မဟုတ်ဘူးသူဘက်ကပြောချင်နေတဲ့စကားလေးတွေအဲ့ထဲမှာပါနေတယ်လို့ဒီမှာတွေ့ရတယ်ဒါဆိုလို့ရှိရင်အားလုံးပဲenergy ကိုက်မဲ့ resonate ဖြစ်မယ်လို့ပြောနေပါတယ်ဒီ reading လေးကိုတော့ဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ပါမယ်နောက်ကြလို့ရှိရင်လည်း pick a pie reading လေးတွေလုပ်ပြီးပို့ရှိပါတယ်ခုကတော့အချိန်သိမ့်မရလို့ဒီတိုင်းပဲ culture reading လေးပဲလုပ်ပြီးတာပေါ့နော်နောက်ကြလို့ရှိရင် pick a pie reading လေးဆက်ပြီးလုပ်ပြီးပို့ရှိပါတယ်ချိန်ကြလို့ရှိရင်လည်းအားပေးကြပါအောင်လို့ပြောချင်ပါတယ်ဒါ
ဆိုရင်အားလုံးပဲ bye bye ပါနောက်ထပ် reading ဒီမှာဆက်ပြီးတော့တွေ့ကြပါမယ်